အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကစုံလာပြီးနေပါကျမတို့ဟိုရက်ကထောပတ်ချန်ကြီးရှိရဲ့နောင်ကားရွာကိုသွားတော့အိုင်နောင်ကားရွာဒေသခံအမတယောက်ကပြောလိုက်တာကစုံလာပြီးနေဆိုရင်နဲ့ဖျားပွဲရှိတယ်တဲ့လာလဲပါလားဆိုလို့ကျမတို့အိုင်နောင်ကားရွာပိုးဖျားပွဲကိုသွားမလို့ပါမနေ့စာစားပြီးတော့ကျမတို့ထွက်လာခဲ့ကြပါပြီဒါကတော့တောင်ကြီးကအဝေးရမီးပုံပြန်ကွင်းမှာတစောင်းတိုင်းဆိုအရန်စီရဲပေါ့နော်လူတွေကကြိတ်ကြိတ်တူးနေမီးပုံပြန်နေကိုဒီထဲမှာလွတ်တာပေါ့နော်တစောင်းတိုင်းမှာတောင်ကြီးမီးပုံပြန်ပွဲကိုကြည့်ရတော့ကျမအိမ်မလေးပါကျမအကျူးမှတ်ထားပါတယ်ကျမတို့တောင်ကြီးကနေပြီးတော့နောင်ကားရွာကိုတော့သွားနေပါပြီရှင်သွားနေနဲ့မိုးဝါးလေးကြာလာပါတယ်ဖျားပွဲလဲတဲ့အချိန်ကျရင်တော့မိုးမရွာပါသေးနဲ့ပဲဆူတောင်းရတာပေါ့ရှင်ဒီနေရာလေးကတော့နောင်ကားရွာဘက်သွားတဲ့လမ်းမှာအမြင့်ဆန်းတဲ့နေရာလေးပါနောက်ကတောင်ကုန်းလေးနဲ့အဲ့နောက်မှာတိုက်လေးနဲ့ဒါကတော့ခုနမြင်နေရတဲ့တောင်ကြီးရဲ့နောက်တစ်ဖက်ချမ်းပေါ့နော်နောင်ကားရွာကခဏနေရောက်ပါတော့မယ်တောင်ကြီးနဲ့နောင်ကားရွာတိတ်မဝေးပါဘူးနာရီဝက်လောက်ပဲရှိပါတယ်သွားနေနဲ့လမ်းမှာမိုးချုပ်ပန်းတွေအများကြီးတွေ့လို့တော်တော်လှနေကျမလည်းဆင်းပြီးတော့ဗီဒီယိုရိုက်ခဲ့ပါတယ်မိုးချုပ်ပန်းလေးတွေကတအားပွားတာဆိုတော့တောင်ဆောင်တစ်ခုလုံးခြံတစ်ခုလုံးအဲ့လိုပေါက်တက်ကြတဲ့ပန်းလေးတွေပေါ့နော်ဒါပေမဲ့ကျမသွားခီးတိရှောက်မှာတော့အဲ့လိုအများကြီးရှိတဲ့နေရာကိုမကြုံခဲ့ရသေးပါဘူးကျမမြင်ခဲ့ရတဲ့ထဲမှာဒီတနေရာအများဆုံးပါပဲအားကြောင့်ဒီတနေရာမှာပဲရိုက်ခဲ့ပါတယ်ရှင်ဒီပန်းလေးတွေကလဲဆိုင်တဲ့လူတို့အပင်ဆိုင်တဲ့လူတို့ဆိုရင်တော့မြက်လိုသဘောမျိုးဖြစ်နေရဒါတွေကိုအကုန်အပင်ဆိုင်တော့မယ်ဆိုလို့ရှိရင်ရှင်းပြရတယ်ပေါ့နော်မိုးချုပ်ပန်းလေးတွေကမိုးရတရောက်ပြီဆိုတာနဲ့ရှမ်းပြည်ရဲ့နေရာအနှံ့မှာသူ့အလိုလိုပွင့်လာကြတာပါဒီပန်းတွေကိုကျမတို့ရန်ကုန်ဘက်မှာလည်းအလှတော့စိုက်ကြပါတယ်ဒီမှာလူတော့အဲ့လိုအပွင့်ဖက်တွေအရန်ကြီးပြီးတော့ပွားမနေဘူးပေါ့နော်တေးသေးလေးမှတေးသေးလေးအဲ့ဒါကိုရေလောင်းပေါက်တင်ပြီးတော့စိုက်ရတာပါဒီမှာကတော့အဲ့လိုထင်တိုင်းတက်နေဝါလို့ရှိရင်လည်းအဲ့နေရာပြန်ပေါက်လာတဲ့ပန်းမျိုးပေါ့နော်ပန်းနေလည်းကြီးလို့ဝါပြီဆိုတော့ကျမတို့နောင်ကားရွာရဲ့ဖျားပွဲကိုခရီးဆက်လာခဲ့ကြပါတယ်ကျမတို့ဖြစ်ပုံများလမ်းလဲတခြားမေးလာတာမဟုတ်ပဲဖျားမှလည်းလို့လည်းမေးလာကြတာမဟုတ်ဘူးပေါ့နော်နောင်ကားရွာနားကိုလာခဲ့အိမ်နားမှာဖျားပွဲရှိရဲ့ပအိုးဝတ်စုံနေနဲ့တွေ့လို့ရှိဝင်ခဲ့လို့ပြောလိုက်တာပါကျမတို့လည်းတာသနာအလံတွေတွေ့တာနဲ့တေးကြပြီးဒီနေရာဖျားပွဲပဲဆိုပြီးတော့ဝင်သွားရနေပြီးတော့စစိုက်မြမြရောက်သွားခဲ့တာပါဒီဖျားကနောင်ကားရွာကိုသွားတယ်လမ်းမကြီးပေါ်မှာပဲရှိတာပါဖျားကမြင်လိုက်ရင်တိတာပါတယ်ဘွဲအများကြတော့ကျမတွေးခဲ့တဲ့ပတ်ချမ်းမှာကြတော့ပအိုးလိုပဲရေးထားတာမို့လို့ကျမမဖတ်တတ်လို့ပါဒီပွဲမှာလေခလေးလူကြီးအားလုံးကလုံးဝပအိုးဝတ်စုံတွေပဲဝတ်ထားအနက်ရောင်နေပဲပေါ့နော်ဖျားဝင်းထဲမှာပဲမန်းတက်ကြီးထိုးပြီးတော့ဘသူလာမုတ်တွေလည်းကျွေးပါသေးတယ်ပြီးတော့ဟိုဘက်ချမ်းမှာကြတော့ဈေးလေးရှိရပေါ့နော်ပွဲစည်းလိုမျိုးလေးကျမတို့ကတော့အဲ့ဘက်ကိုနောက်မှသွားမှာပါအခုကတော့ကျမတို့အလူမန်တက်တဲကိုရောက်နေပါပြီဒေသခံအမားနဲ့တွေ့ပြီးသွားပြီပေါ့နော်ဒေသခံအမားကတော့အလုပ်တွေရှုံနေလို့အမားနဲ့အတူဗီဒီယိုတော့မရိုက်ခဲ့ပါဘူးမန်တက်တဲကိုဝင်ထိုင်ပြီဆိုတာနဲ့ဒီဒေသဘက်ကမုတ်တွေကိုချပြီးပါတယ်ကုံသွားလို့ရှိရင်လည်းတယောက်ပြီးတယောက်လာပြန်ဖြည့်ပြီးကြရပေါ့နော်ရေနွေးချမ်းအစလက်ဖက်တုပ်ကအစဒီမန်တက်တဲမှာပအိုးတိုင်းသူငယ်ငယ်ချေချောလေးရကြတော့ကျွေးမွေးအခန်းကြီးကနေတောင်းရင်ထားကြပါတယ်တောက်လျှောက်လိုက်ကြည့်ပြီးတော့လူတဲ့မုတ်တွေအကုန်ဖြည့်ပြီးနေကြတာပါစီးစင်းနဲ့လည်းကြရတယ်ပေါ့နော်ဖျားပွဲရတနားရီလောက်မှလှည့်မှာပါအခုက12နာရီလောက်ပဲရှိသေးရမို့လို့ကျမတို့ဒီအလူမန်တက်ထဲမှာထိုင်ဆောင်နေရပါထိုင်ဆောင်ရင်းနဲ့ဖျားလည်းဖူးလေးလည်းတူးပေါ့နော်ကျမတို့ဒီသားထွန်းပုတ်တွေအဝါကျိတ်နေပါပြီဆိုင်တောင်းရင်းနဲ့ရိုးရဝစ်စုံနေအကြောင်းဖျားပွဲအကြောင်းလည်းနည်းနည်းလောက်ဆက်စုခဲ့ပါသေးတယ်ဒါကတော့ကျမတို့နဲ့တဝိုင်းနဲ့ထိုင်ပြခဲ့တဲ့ပိုးအဖွာပါနကာမျိုးနဲ့နကာမျိုးဝိတာဒီလောက်ပွဲဆိုအများပုံစံနဲ့ရိုက်ရှိတယ်ဘာအမျိုးခိုးနေဘာလို့လဲငါပဲထိုးခါတလေထိုးတယ်ရောက်တယ်ထိုးပြင်းတယ်ထိုးရင်းတယ်ဆိုထိုးအဖွားသဘောလဲကောင်းတယ်ပေါ့နော်ကျမကိုပို့ဦးဝစ်စုံအကြောင်းရယ်ပို့ဦးခေါင်းပေါင်းမှာအဲ့ထိုးတဲ့စစိုးလေးတွေအကြောင်းတို့ဖျားပွဲအကြောင်းတို့ပြောပြပါတယ်ဒါပေမဲ့ဒေတာစကားတန်ဝဲတာဦးကျမတော်တော်နဲ့လိုက်မဖမ်းနိုင်အောင်ဖြစ်နေရပါပြန်ကနေကြတော့ဆရာမကြီးတယောက်ကကျမတို့နှုတ်ဆက်သွားပါတယ်ဒီဖျားဝဲမှာတွေ့ခဲ့ကလေးလေးကတော်တော်မျက်နှာချူတာဒီလားအတက်ကလေးသူ့အဖွားတွေအန်တီတွေကလည်းသူ့တော်တော်ချစ်ကြရတဲ့နဲ့တက်အောင်နေတော့ကျမတို့ပွဲစည်းတမ်းမှသွားကြပါတယ်ပွဲစည်းမှာတော့ဒေတာထွက်ကုန်တွေရဲ့အစားအစာတွေရဲ့အသီးနှံတွေရဲ့ကလေးတွေကြိုက်ကြတဲ့မုတ်တီရုပ်တွေရဲ့ရောင်းပါတယ်ရှင်ကဆုံလာပြီးနေမို့လို့ကဆုံညောင်ကြီးလည်းတွန်းကြပါတယ်ရှင်ကျမလည်းရောက်တော့ရောက်ခိုက်ကုတူယူခဲ့ပါသေးရဲ့ရှင်
နောက်ကတော့ပွဲစည်းတန်းလေးပါနောင်ကားရွာအနီးနားပတ်ဝန်းကျင်မှာပို့အိုလူမျိုးတွေနေတာများတာဆိုတော့ဒီဖျားပွဲမှာပို့အိုလူမျိုးတွေကိုပဲအများဆုံးတွေ့ရတယ်ပေါ့နော်ကျန်တဲ့ပို့အိုဝစ်စုံမဝစ်ထားတဲ့တချို့တဝက်ကကြတော့တောင်ကြီးနဲ့ကလျက်ဖြစ်နေရဆိုတော့ရှမ်းလူမျိုးတွေဖြစ်လောက်ပါတယ်ရှင်ကျမတို့အလူမန်းသက်ထဲမှာတဝိုင်းနဲ့အတူတူထိုင်ခဲ့တဲ့အဖွားပြောပြတဲ့ပို့အိုလူမျိုးတွေဆင်းသက်လာတဲ့သမိုင်းကြောင်းလေးကိုနည်းနည်းပြောပြပါမယ်ရှင်ပို့လူမျိုးတွေရဲ့အစာကြတော့နဂါမင်းသမီးရဲ့ဝိဇာဇော်ကြီးတို့ပေါ့နော်အဲ့ရနေပြီးတော့ဆင်းသက်ပေါက်ဖွာလာတယ်လို့ပြောကြပါတယ်ပို့အမျိုးသမီးဝစ်စုံတွေမှာခေါင်းပေါင်းအမြင့်ကြီးပေါ့နော်အဲ့ခေါင်းပေါင်းအမြင့်ထုံထားတာနဂါတစ်ကောင်ရဲ့ဥကောင်းပုံစံမျိုးရအောင်လို့ထုံထားတာပါပို့လူမျိုးတွေရဲ့မူလအစာမိခင်ကနဂါမင်းသမီးဖြစ်တယ်ဆိုတာကိုကိုစားပြုပြီးတော့ခေါင်းမှာလို့ခေါင်းပေါင်းကိုနဂါဥကောင်းပုံစံမျိုးပေါင်းပြီးတော့နဂါအမောက်ပုံစံနဲ့တူတဲ့စတိုးကိုလည်းထိုးလေးရှိကြပါတယ်သမိုင်းထောက်ထားတွေကိုဒီထက်ပိုပြီးတော့တိတိကျကျလေ့လာမယ်ဆိုလို့ရှိရင်တော့ပို့လူမျိုးတွေကတိပတ်ကုံပြင်းမြလေးတောင်ဘက်ကိုအစင်းစင်းရွှေ့ပြောင်းနေထိုင်လာကြတယ်ပေါ့နော်အရင်တော့ကသူဝနာဘူမီလို့ခေါ်ခဲ့တဲ့တထုံရဲ့အစောဆုံးအခြေကျနေထိုင်သူတွေလည်းဖြစ်ပါတယ်အခုကတော့ကျမခဏနေဖျားပွဲလှည့်လာတော့မောင်ဆောင်နေရပါဖျားပွဲရဆက်စားခြင်းကျမတို့ကောင်းဝင်လာတဲ့ရောက်လန်းနေပြီးတော့တပွဲအရင်လှည့်လာတော့တွေ့ပါပြီဒီနောင်ကားရွာနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ရွာတွေကနေပြီးတော့သူ့ရွာနဲ့သူ့အလိုက်အိုးစီပုံပေါင်းတွေတီးပြီးတော့လှည့်လာကြပါတယ်ရှင်ရှေ့ဆုံးကနေလှည့်လာတဲ့ရွာရဲ့အဖွဲမှာလူဝဲပစ္စည်းတွေနဲ့ဝတ္ထုငွေလည်းပါပါသေးရဲ့ရှင်ဖះရှိမှာအိုးစီပုံမောင်းနေခဏတီးပြီးွားရဲ့ချိန်ကြရင်တော့ဖះပရဝင်နဲ့ဝင်ပြီးတော့လှည့်ကြပါတယ်ဒီလှည့်တဲ့ထဲမှာလူကြီးအဖွဲ့တွေလည်းရှိတယ်လို့လူငယ်အဖွဲ့တွေလည်းရှိပါတယ်ရှင်ကျမရှမ်းပြည်ကိုလာတဲ့ချိန်မှာရှမ်းအိုးစီတော့မြင်ကျင်ခဲ့တာပေါ့နော်ဒါပေမဲ့ကျမကံကောင်းစွာနဲ့ပဲမြင်ရယုံသားမကရှမ်းအိုးစီတွေတီးပြီးတော့ဖះပွဲလှည့်တာဟိုပါကြုံခဲ့ရပါတယ်ကျမခရီးတွေထွက်နေနေမှတ်ထားမိရတခုရှိပါတယ်အခုရောက်နေတဲ့နေရာကိုနောက်တစ်ခါပြန်ရောက်ဖို့ဆိုတာတော်တော်လေးကိုမသေးကြတာပါအဲဒါကြောင့်မို့လို့နောက်နေ့မှသွားမယ်နောက်နှစ်မှသွားမယ်နောက်မှလုပ်မယ်ဆိုတဲ့ຢာတွေကလုံးဝမသေးကြပါဘူးဒါကြောင့်မို့လို့ကျမကံကောင်းစွာနဲ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးကိုကျမရဲ့ viewer ကြီးလည်းကြည့်အောင်တေချာလေးမှတ်တမ်းတင်လိုက်ခဲ့လိုက်ပါတယ်ရှင်ဖះရှိနာလီမှာရွာအလိုက်အဖွဲတွေကနေပြီးတော့အိုးစီပုံမောင်းနေတီးပြီးတော့ကားခုံပြီးတော့မှတအောင်ကြားမှာဖះတွေကိုဝင်ကြပါတယ်တဖွဲပြီးတဖွဲဝင်လာလိုက်တာမိနစ်40လောက်ကြာတဲ့အထိအောင်မပြီးသေးပါဘူးနောက်ထပ်ဝင်လာမယ့်အဖွဲတွေအများကြီးရှိပါသေးတယ်ဒီဖះပွဲလှည့်တဲ့အထဲမှာကျမစိတ်တင်တူအယောက်ပေါင်း2000လောက်တော့ရှိမယ်ထင်ပါတယ်ပြီးတော့တောင်ပေါ်သားတွေကဂီတနဲ့အမှုပညာကိုလည်းရန်ချစ်ကြတဲ့အထဲမှာပါတယ်ပေါ့နော်အခုလိုမျိုးလူကြီးလူငယ်မရွေးရှမ်းစီတီးပြီးတော့ကောက်ခုံနေကြတာကိုကြည့်လိုက်ရုံနဲ့အရင်တည်တာပါရှင်ဖះဝင်းထဲမှာလည်းလူတွေကြိတ်ကြိတ်တူစီကားပါတယ်ရှင်ဒါတော့ကျမတက်နိုင်သမျှမြင်ကွင်းရှင်းအောင်ကြိုးစားပြီးတော့ရိုက်နေရပါကဲကျမရဲ့ဘအို့ဖះပွဲဘလော့လေးကိုကြည့်ရင်လည်းဘဝမောတွေခဏလောက်တော့ပြေပြောကြမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီနေ့ဘလော့လေးကိုတော့ဒီလောက်နေပဲနှုတ်ဆက်လိုက်ပါတော့မယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တဦးတယောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမကို support ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ဗီဒီယိုလေးတွေကို VPN လေးဖွင့်ပြီးတော့ကြည့်ပေးလို့ရပါတယ်ကဲနောက်ထပ်ဘလော့ကြီးမှာပြန်တွေ့ကြပါမယ်ရှင်